မင်္ဂလာပါခင်ဗျာနေ့စဉ်ဘဝမှာစေရောကိုပါကျမကြံခိုင်ဖို့အတွက်ကျွန်တော်နေထိုင်ကကြိုးစားပါတယ်ဒီနေ့ဒုတိယလေ့ကျင့်ခန်းကတော့ incline diamond press လေ့ကျင့်ခန်းဖြစ်ပါတယ်ဒီကစားနည်းကရှင်ဟိုလဲမြောင်းအင်းနာချက်နဲ့လက်မောင်းနောက် tricep တွေကိုတစ်ပိုင်းနဲ့ထိရောက်စေတဲ့ကံပိုလေ့ကျင့်ခန်းတစ်ခုဖြစ်ပါတယ်တမကိုစိန်ပုံသဏ္ဍာန် diamond shape ခိုင်ပါincline bench ပေါ်မှာလှည့်ပြီးရှင်ဘက်ပေါ်ကနေအပေါ်တက်ကိုတွန်းတင်ပါအစင်းမှာရှင်ဘက်ကိုထိအောင်လေးထိပေးပါတရောင်ကိုဘေးကိုအရန်ကံဖရက်ပါစီနဲ့လက်မောင်းအထက်ရင်ကိုအလဲကနေညှစ်တင်တဲ့ခံစားချက်ကိုဦးစားပေးပါတတိကိုလက်ပွားနှစ်ဖက်ထိကပ်ထားတဲ့နေရာနဲ့ရင်ကိုလဲမှာထားပါအကြောင်းကောင်းမှအကျိုးမှန်မှာပါပုံစံ form မှန်မှတရားကင်းပြီးကြွတာတတ်မှာပါမိမိရဲ့ရုပ်ခန္ဓာကိုပြုပြင်နေစဉ်မှာစိတ်ကိုလည်းမလွင့်စင်အောင်ပြစ္ဆုတ်ပံမှာထိန်းချုပ်ထားပါစိတ်နဲ့ရုပ်ကိုဟန်ချက်ညင်ကြီးလေ့ကျင့်ကြပါစို့ကျင်မှာကျွန်တော်နဲ့အခမဲ့လာရောက်ဆွေးနွေးနိုင်တယ်လို့ trainer နဲ့စနစ်တကျကစားလို့သူတွေကိုလည်းကြိုးဆိုပါတယ်နောက်ဗီဒီယိုမှာပြန်ဆောင်ကြမယ်တော့စိတ်ရောကိုယ်ပါကျန်းမာပျော်ရွှင်ကြပါစေ